2025 ခုနှစ်မတ်လ28ရက်နေ့မှာပြင်းအား9.8ရှိကြီးမားတဲ့ငလျင်ကြီးလှုပ်ခတ်ခဲ့ပါတယ်။ဒီငလျင်ကြောင့်တိုက်တွေအိမ်တွေပြိုလဲခဲ့ရတယ်လို့မန္တလေးရန်ကုန်အဝေးပြေးလမ်းနဲ့မြို့တွင်းလမ်းတွေမှာပါကြီးမားတဲ့အကြောင်းတွေထိပေါ်လာပြီးတော့လူအများပြားတရားရခဲ့ကြပါတယ်။အရှိဘောကဲစိအဖွဲ့တွေကတိုက်တွေအိမ်တွေအောက်မှာပိတ်မိနေသူတွေကိုအမြဲဆုံးကယ်တင်ဖို့အားသွန်ခွန်စိုက်စ조사နေကြပါတယ်။အရေးအတွက်အတိတ်ကြတော့မထွက်လာသေးပေမဲ့ဒီငရင်ကြီးကမိသားစုပေါင်းများစွာကိုဝမ်းနဲ့ကြေကွဲစေခဲ့ပြီးတော့ကျမတို့ရဲ့ရက်ရွာလူထုတရက်လုံးကိုခြောက်ခြားစေခဲ့ပါတယ်။ဒီဗီဒီယိုမှာတော့ငရင်ပြစ်စင်ကိုအမြင်အမျိုးမျိုးကနေလေ့လာကြည့်နိုင်ဖို့နဲ့ပထမဆုံးငရင်လှုပ်တဲ့နေ့ကဘာတွေဖြစ်ခဲ့တယ်လဲကျမတို့ပြည်သူပြည်သားတွေဘယ်လောက်ဒုက္ခရောက်ခဲ့ရတယ်လဲဆိုတော့အတန်းတချို့ကိုပါပြသပေးတော့မှာဖြစ်တယ်လို့အိမ်တွေကြောင်တွေစေယုံတွေနဲ့တကုတ်ကြီးဖျားများစွာလေးပျက်စီးခဲ့ရတဲ့ဒီဘေးဒုက္ခဆိုကြီးကိုရင်ဆိုင်ကြော်လာသူတွေရဲ့ကိုယ်တွေ့အတွေ့အကြုံကိုလည်းပြောပြပေးတော့မှာဖြစ်ပါတယ်။နောက်ဆုံးမှာတော့ဒီငရင်ဘာကြောင့်ဖြစ်လာခဲ့ရတယ်လဲဆိုတဲ့မိကွန်းရဲ့အဖြစ်ကိုအယိုးရှင်းဆုံးအလွယ်ကူဆုံးနားလည်နိုင်အောင်အနီမေးရှင်းတွေနဲ့လည်းပြသပေးတော့မှာဖြစ်လို့ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုကြဖို့တောင်းဆိုချင်ပါတယ်ရှင်။မြေသားစမုံပေါက်မှာပါဒီမှာလေ2025ခုနှစ်မတ်လ28ရက်နေ့မှာမြန်မာနိုင်ငံအလဲပိုင်းဒေသမန္တလေးမြို့အနီးတစ်ဝိုက်မှာအင်အား9.8ရှိပြင်းထန်တဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပါတယ်။နေ့လယ်12:50ဝန်းကျင်မှာလှုပ်ခတ်ခဲ့တာဖြစ်ပြီးမြန်မာနိုင်ငံဒေသအများပြားနဲ့ထိုင်းနိုင်ငံအထိပ်ပါခန်းစားခဲ့ရပါတယ်။ဒီငလျင်လှုပ်ပြီးတဲ့အချိန်မှာတော့မန္တလေးနဲ့အနီးနားမှာလူတွေကအဆောက်အုံတွေပြိုကျတာလမ်းမှာကွဲအဲ့သွားတာတွေကိုကိုယ်တိုင်မြင်တွေ့ခဲ့ရပြီးပြည်သူတွေလည်းအရန်ကိုထိတ်လန့်ပြီးအိမ်ထဲကနေအပြင်ကိုအလင်းမြန်ထွက်ပြေးခဲ့ကြရပါတယ်။အစောပိုင်းသတင်းတွေမှာတော့တေဆုံးသူအရှိအတွက်အနည်းငယ်သာဖော်ပြခဲ့ပေမဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေဆက်လုပ်လာတဲ့အခါမှာတော့ပြိုကျမှုတွေအထက်ကရုံရင်းဆန်ခက်ရှာဖွေမှုတွေရှိလာတဲ့လူတွေအလောင်းတွေနဲ့အတူသတင်းအချက်လက်တွေပြန်လည်မွမ်းမံလိုက်တဲ့အခါမှာတော့မြန်မာနိုင်ငံမှာတေဆုံးသူအရှိအတွက်အနည်းဆုံး3840ကျော်နဲ့ဒဏ်ရာရသူအခုချိန်မှာတော့4000နီးပါးအထိရှိလာပြီလို့သိရပါတယ်။ဆက်လက်ပြီးတော့လည်းကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေကြစေပါ။ထိုင်းနိုင်ငံမှာလည်းငရင်တံကိုအတော်လေးပြင်းပြင်းထန်ထန်ခန်းစားခဲ့ရပြီးဘန်ကောက်မြို့ရဲ့တချို့နေရာတွေမှာလူ10ဦးနဲ့အထက်သေဆုံးခဲ့ရကြောင်းသိရတယ်လို့အထူးသဖြင့်ချက်တူချက်ပန်းချက်အနီးကအထက်30ရှိဆောက်လုပ်ဆဲအဆောက်အုံတစ်ခုပြိုကျတာကြောင့်ဘလောက်ပြိနေကြတုံးဆိုအခုချိန်ထိအတိအကျမသိရသေးပါဘူး။ကျမတို့မြန်မာနိုင်ငံမှာလည်းစိတ်မကောင်းစရာစကိုင်းတတားဟောင်းလေးကျိုးသွားပါတယ်။ဒါအပြင်သမိုင်းတွေကအဖိုးတန်အမွေးနှစ်တွေဖျားပထိုးစီတီပေါင်းများစွာပျက်စီးသွားခဲ့ပြီးတော့တကယ်ကိုစိတ်မကောင်းစရာဖြစ်ခဲ့ရပါတယ်။မန္တလေးကျုံအနီးရန်မြို့ရိုးကြီးကလည်းဒီငရင်ကြောင့်ပဲပြည့်ပြတ်သွားခဲ့တယ်။မန္တလေးမှာကအဆိုးဆုံးလို့ပြောလို့ရပြီ။တလန်လုံးကတိုက်တွေလူနေအိမ်တွေအစံလိုက်ပြိုကျသွားခဲ့ပါတယ်။မန္တလေးလေဆိပ်မှာလည်းပျက်စီးဆုံးရှုံးမှုအများပြားဖြစ်ပွားခဲ့တယ်လို့ခရီးသည်တွေဆိုရင်လည်းလေရင်ပြေးလမ်းတွေအပေါ်တက်ပြီးတော့ထိုင်နေကြရပါတယ်။အင်းလေးမှာတော့လူနေအိမ်အဆောက်အုံနဲ့ဖောင်တော်ဖျားဆောင်တယ်လေဒီငရင်ကြောင့်ကြိုးကြကုန်ပါတယ်။မန္တလေးရန်ကုန်အမြန်လမ်းတွေမှာဆိုရင်လည်းအတော်လေးပျက်စီးသွားခဲ့ပါတယ်။မန္တလေးတိုက်သစ်မစိုးရင်ဓမ္မရခိတအကြောင်းဆောင်ဟာကျင်းရင်းနဲ့ကိုပြိုကျသွားခဲ့ပါတယ်။မန္တလေးဘုရားကြီးလို့ခေါ်တဲ့မဟာမြတ်မုနိဘုရားဟာဆိုရင်အတော်လေးပျက်စီးကုန်ပါပြီ။အောင်ပန်းမြို့ဟိုတယ်ပြိုကျမှုကလည်းလူတွေအများကြီးပိတ်မိနေကြောင်းသိရပါတယ်။ဒီငရင်ကိုငရင်ဘဟုချက်ကနေမိုင်ပေါင်းများစွာဝေးရဲ့နေရာဒေသတွေမှာပါခန်းစားခဲ့ရပါတယ်။မန္တလေးကနေမိုင်600ကျော်ဝေးပေမဲ့ဘန်ကောက်မြို့ရဲ့မြေပြော့ပြောင်းမှုနဲ့လူဦးရေသိမ်းသိမ်းမှုတွေကြောင့်အဆောက်အုံတွေပြိုကျပျက်စီးတဲ့အထိပြင်းပြင်းထန်ထန်လှုပ်ခတ်ခံခဲ့ရပါတယ်။ဗီယက်နမ်နိုင်ငံမှာတောင်ဟန်နွိုင်းနဲ့ဟိုချီမင်းမြို့တွေမှာငရင်လှုပ်တယ်လို့ခန်းစားရတယ်လို့ပြောကြပြီးတော့ငရင်တိုင်းတာရေးစက်ကရိယာတွေမှာလည်းတောင်ကောင်မှုတွေကိုလည်းမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
ဒါကြောင့်တိုက်အိမ်တွေမှာနေရသူတွေအမြတ်ဆုံးထွက်ခွာပြီးဖို့အစိုးရဘက်ကအမိန့်ပေးခဲ့ရတဲ့အထိပဲဖြစ်ပါတယ်။ကျမတို့မြန်မာနိုင်ငံမှာတော့အခြေအနေတွေပို့ပြီးရှုပ်ထွေးနေစေပါ။နေရှိလာတွေပြည်တွင်းစစ်မိတောင်းနေတဲ့ကျမတို့နိုင်ငံမှာကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့အရန်ကိုခက်ခဲနေပါတယ်။ပစ္စည်းထောက်ပံ့နေအခြေခံအဆောက်အုံပစ္စည်းမှုတွေကြုံတွေ့နေရတဲ့ဒေသများစွာမှာဒီငရင်ကြောင့်လက်ရှိလူသားချင်းစာနာမှုအကျပ်တဲကိုပုံမှုဆိုရစေပါတယ်။ဒီလိုဒုက္ခကြီးကြုံတွေ့နေရတဲ့ကျမတို့မြန်မာပြည်ကြီးကိုနိုင်ငံတကာမှအကူအညီတွေစတင်ရောက်ရှိလာကြောင်းကိုလည်းသိရပါတယ်။တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူရုရှားရဲ့ပံ့ပိုးမှုအမေရိကန်ရဲ့ကူညီမှုကမ်းလှမ်းချက်တွေရောက်ရှိလာပါပြီ။ဒီကြီးမားတဲ့ငရှင်ကလူတွေရဲ့ဘဝတွေကိုသာမကငရင်ကြိုတင်ခံမရခက်ခဲမှုတွေကိုပါထည့်ရစေပါတယ်။သိပ္ပံပညာရှင်တွေကတက်တိုနစ်ပညာလှုပ်ရှားမှုကြောင့်ငရင်အန်ဒီရဲ့မြင့်မားတဲ့ဒေသတွေကိုဖော်ထုတ်နိုင်ပေမဲ့မြန်မာနိုင်ငံကစကိုင်းဖွတ်အနီးမှာတည်ရှိနေပါတယ်။ငရင်လုံးမဲ့အချိန်အတိအကျကိုတော့ကြိုတင်မသိရှိနိုင်သေးပါဘူး။ဒီငရင်ကနှစ်ပေါင်းများစွာစုပြုံလာခဲ့တဲ့ဖိအားတွေကိုစက္ကန့်ပိုင်းအတွင်းမှာထုတ်လုပ်ခဲ့တာဖြစ်ပြီးတော့အဲ့ဒီဖြစ်စဉ်ကဘာဝတရားရဲ့ကြိုတင်မခံမနိုင်ဆုံးအရာတွေတဲကတကူပါဒါဆိုဒီငရင်ဘလို့ဖြစ်ပေါ်လာစေတယ်လဲဘာလို့ကြုံမသိရတယ်လဲဆိုတာကိုလေ့လာကြည့်ရအောင်ပါကျမတို့နိုင်ငံကစကိုင်း Force လို့ခေါ်တဲ့မြေလွှာအကြီးစားအကြောင်းတစ်ခုပေါ်မှာတည်ရှိနေပါတယ်ဒီနေရာမှာအိန္ဒိယမြေလွှာကမြန်မာမြေလွှာကိုတွန်းကန်နေပါတယ်နှစ်ပေါင်းများစွာအကြာဒီမြေလွှာတွေတဖြည်းဖြည်းချင်းရွေရှားရာကနေမြောင်များစွာသောဖိအားတွေစုပုံလာပါတယ်ဒီဖိအားတွေလွန်ခဲ့လာတဲ့အခါကြောက်လွာတွေကမခံနိုင်တော့ဘဲနဲ့ရုတ်တရက်လွတ်ထွက်သွားတယ်ဒီလွတ်ထွက်မှုကိုပဲငရှင်လို့ကျမတို့ကခေါ်နေကြပါUSGS လို့ခေါ်တဲ့ဘူမိဗေဒစစ်တမ်းရဲ့အချက်အလက်တွေအရ2025ခုနှစ်မလ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့ငရှင်ဟာစကိုင်းပြည့်ရွေ့တလျှောက်မြေလွှာရုတ်တရက်ရွေရှားမှုကြောင့်ဖြစ်ပေါ်လာခဲ့တာလို့ဆိုပါတယ်ဒီငရင်ကမြေမျက်နှာပြင်အောက်10ကီလိုမီတာအနက်လောက်မှသာဖြစ်ပွားခဲ့တဲ့အတွက်မြေမျက်နှာပြင်နဲ့အလွန်နီးကပ်စွာလွတ်ထွက်သွားပါတယ်ဒါကြောင့်လေအဆောက်အုံတွေလမ်းတွေကအရန်ပြင်းထန်စွာလှုပ်ခတ်ခံခဲ့ရလေဖြစ်ပါတယ်USGS ရဲ့ငရင်ပညာရှင်တွေရဲ့အဆိုအရဒီငရင်ရဲ့နည်းနည်းမှုကလှုပ်ခတ်မှုကိုပုံမပြင်းထန်စေပြီးမျက်နှာပြင်နဲ့နေရဲ့နေရာတွေမှာပျက်စီးမှုပိုများစေခဲ့တာပါဘန်ကောက်လိုမြေပြော့ပြောင်းတဲ့နေရာတွေမှာငရင်လိုင်းတွေပုံမပြင်းထန်စွာနဲ့ခန်းစားရတတ်ပါတယ်ဒါနဲ့ပြောင်းပြန်အနေနဲ့မာကျော်တဲ့မြေလွှာတွေရှိတဲ့နေရာမှာတော့ငရင်လှုပ်ခတ်မှုကိုအတိုင်းအတာတစ်ခုထိရောပါစေနိုင်ပါတယ်ဒါပေမဲ့မြန်မာနိုင်ငံမှာတော့မြေပြော့ဒေသတွေနဲ့ငရင်တန်ခံနိုင်စွမ်းနေတဲ့အဆောက်အုံဟောင်းတွေရောနှောနေတာကိုတွေ့ရပါတယ်ဒီချက်တွေပေါင်းစပ်မိတာကြောင့်ပဲဒီကြီးမားတဲ့ငရင်ဟာစိုးရွားတဲ့ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ရတာပါတကယ်တော့ငရင်ဆိုတာတစ်ချိန်နဲ့ဖြစ်ပြီးရင်ပြီးသွားတဲ့ဖြစ်စဉ်တွေမဟုတ်ပါဘူးအဓိကငရင်ကြီးဖြစ်ပြီးရဲ့နောက်မှာနောက်ဆက်တွဲငရင်တွေဇက်တိုက်ဖြစ်လေရှိပါတယ်ဒီဖြစ်စဉ်မှာပြင်းအား 9.8 ရှိရဲ့အဓိကငရင်ဖြစ်ပြီး12မိနစ်အကြာမှာပဲပြင်းအား 6.4 ရှိရဲ့ပြင်းထန်တဲ့နောက်ဆက်တွဲငရင်တစ်ခုထပ်ဖြစ်ခဲ့ပါတယ်ဒီနောက်ဆက်တွဲငရှင်ကကဘာမြေလွှာတွေကိုဖိအားအသစ်ကိုဆက်လက်ထိန်းညှိရင်ကနေဖြစ်ပေါ်လာတာပါအထူးသဖြင့်အဓိကငရင်ကြောင့်အားပြော့နေပြီးသားအဆောက်အုံတွေကိုပုံမပျက်စီးစေနိုင်တယ်လို့ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်းအနှောက်အယှက်ဖြစ်ပေါ်စေပါတယ်ကြီးမားတဲ့ငရင်တစ်ခုဖြစ်ပြီးရဲ့နောက်ဆက်တွဲငရင်တွေကရသက်တစ်ပတ်ပေါင်းများစွာတခါတရံလပေါင်းများစွာတည်းဆက်လက်ဖြစ်ပွားနိုင်ပါတယ်ဒါကြောင့်ဒေသခံတွေနဲ့အရေးပေါ်ကယ်ဆယ်မှုတွေအနေနဲ့နောက်ထပ်ငရင်လှုပ်နိုင်ခြင်းတွေအမြဲတမ်းထားပြီးအစင်သစ်ဖြစ်နေဖို့အရန်ကိုအရေးကြီးပါရှင်။ဒီကြီးမားတဲ့ငရင်ကြောင့်ဖြစ်ပွားခဲ့ရတဲ့ဆုံးရှုံးမှုတွေနာကျင်မှုတွေကကျမတို့ရဲ့နှလုံးသားတွေကိုအများကြီးလေးလံစေပါတယ်။ဒီအခက်အခဲဆုံးအချိန်မှာကျမတို့အနေနဲ့ပြည်သူတွေနဲ့အတူအားပေးရပ်တည်နေပါတယ်။မိသားစုဝင်တွေဆုံးရှုံးရတဲ့သူတိုင်းကိုလည်းနှလုံးသားတွေကဝမ်းနည်းမှုနာကျင်မှုတွေကနေအားပြန်ယူနိုင်ဖို့ဆုတောင်းရင်းနဲ့အသက်ဆုံးပြီးကယ်ဆယ်နေတဲ့သူရဲ့ကောင်းတွေကူညီပေးနေတဲ့သူတွေကိုလည်းသင်တို့ရဲ့ဇွဲနဲ့စိတ်နာကိုနှလုံးသားတွေကကျေးဇူးအထူးတင်ပါတယ်ရှင်။ဒီဗီဒီယိုကိုကြည့်နေတဲ့သူတိုင်းအနေနဲ့ယုံကြည်စိတ်ချရတဲ့
အကူအညီအဖွဲ့တွေကိုလှူဒန်းခြင်းဒုက္ခရောက်နေသူတွေအတွက်ဆုတောင်းပေးကြဖို့တောင်းဆိုကြပါတယ်။လူသားချင်းစာနာမှုနဲ့အတူတကွရပ်တည်ကြပါစို့လို့ပြောကြရင်လေဒီဗီဒီယိုကိုဒီမှာပဲအဆုံးသတ်လိုက်ရပါတယ်ရှင်။ တော့တော့ပြောနေလားလာအိမ်လည်းဘယ်လိုဖြစ်နေလဲမသိဘူး သွားကိုရဟိုကလူပြည့်နေတာ ဒါကဟိုမှာလူတွေပြင်နေ